ဒါတန်းဆက်ဝန်းကျင်ပဲသုံးချင်တယ်ဆိုရင်တော့ဒီလာကတော့ဒီ KM5 Bolawak KM5 project လေးနဲ့မိတ်ဆက်ပေးချင်တယ်ရှင်ဒီ project ကို recommend ပေးတယ်။ဘာကြောင့်လဲဆိုတော့ဒီ project လေးကအခုဆိုရင်ကြည့်လိုက်ပါရှင်။မီတိုးတွေမရှိဘူးပေါ့နော်။မီတိုးတွေမြေအောက်မှာမြုပ်တဲ့စနစ်နဲ့မြုပ်ထားပါပြီ။မီတိုးမမြင်ရတော့ဘူး။ဒီအတွက်modern ဆန်ဆန်အင်္ဂလိပ်တွေနဲ့နေရမယ်ပြီးတော့အရှိမဆိုရင် international ကျောင်းဒီ project အရှိကနေလမ်းကူးလိုက်လို့ရှိရင် international ကျောင်းကိုရောက်ပြီပြီးတော့ mega project အများကြီးရှိတဲ့ location ဖြစ်တယ်တကယ်ကိုဟိုပါပေါ့နော်တက်ရှင်းတက်ရက်တဲ့ CDB area ဖြစ်နေရပေါ့နော်ပြီးရင်လည်း motorway မြို့ပြင်ထွက်မလားမြို့ထဲဝင်မလားအရန်ကိုလွယ်ကူတဲ့ location တစ်ခုဖြစ်တယ်နောက်တစ်ခုက KM5 ရဲ့အားသာချက်ကတော့လမ်းမကြီးနဲ့လည်းအရန်နီးရပေါ့နော် KM5 ဆိုတာဒီ Bolawak KM5 Bangkok Bolawak KM5 လမ်းမကြီးကိုထွက်မယ်ဆိုရင်လည်းအရန်နီးရဲ့ပြင်လမ်းထဲမှာဆိုရင်လည်းစားတောက်ဆိုင်တွေဈေးဆိုင်တွေ 7-Eleven တွေ supermarket လေးတွေရှိတယ်ပေါ့နော်လမ်းထိပ်မှာဆိုရင်လည်း Indip Living Mall ရှိတယ်ဒီအတွက်သွားရလာရလည်းလွယ်ကူတဲ့အပြင်ဈေးဆိုင်တွေလည်းများတဲ့အတွက်နေထိုင်မှုကတော့အရန်ကိုလွယ်ကူတဲ့တက်တောက်တက်တာရှိတဲ့နေရာလေးဖြစ်တယ်လို့နီလာကတော့ recommend ပေးပါတယ်ရှင်ဒီလုံးကျအိမ်လေးတွေက SC Asset Developer ကဆောက်ထားတဲ့ project ဖြစ်တယ် Bangkok Bolawak KM5 သူရဲ့ project နာမည်อ่ะပေါ့နော်အခုဈေးနှုန်းတွေကဘယ်လောက်ကနေစတယ်လဲဆိုတော့သူက site 3 site ရှိရပေါ့နော် small medium large site လောဆယ် small အကုန်စိုးအောက်ပေါ့နော် medium နဲ့ large site ရှိတယ် medium ကတော့တန်း20ဝန်းကျင်လောက်ကနေစရပေါ့နော် large site ထိဒီဝင်းထဲမှာဆိုရင်တန်း30ကျော်ထိရှိတယ်အိတ်ခမ်း master bedroom 4ခန်းမိတ်ခမ်း1ခန်းအဲ့လိုမျိုးပါတယ်ပေါ့နော်ဟုတ်ဒါဆိုရင်အိမ်ထဲမှာဆိုရင်မြေအကျယ်က238 square meter site ဒါက show unit အခန်းပဲကျန်တော့တယ်small site ပေါ့နော်ဒီမှာဘာကြောင့်တော်တော်များများလူကြိုက်များလဲဆိုတော့ဒီ location ကထိုင်းနိုင်ငံမှာဆိုရင်တကယ် mega project တွေအများကြီးစုံစည်းတဲ့နေရာဖြစ်တယ်mega banner တို့ IKEA တို့ Central တို့Bangkok Mall ပေါ့နော်ပြီးရင် BTS အစိမ်းလိုင်းနဲ့လည်းနီးတယ်ဦးတုံးစိုးတို့လူနာဝီထီတို့ဘက်ကိုလည်းတအားနီးရပေါ့နော်16မိနစ်လောက်ဆိုရင်ရောက်တဲ့ location ဖြစ်တယ်အခုနီလာအိမ်ထဲကိုလည်းဝင်ပြပေးချင်တယ်ဒါပေမဲ့ခဏလေးဒီအိမ်လေးကဘယ်လောက် square meter size ရှိလဲဆိုတာလေးကြည့်လိုက်အောင်မယ်ဒါက cloud 299 square meter size ဒါကတော့ last site ပေါ့နော်299 square meter size last site ဒါကတန်းလောဆယ်ဆိုရင်သူရဲ့ဈေးက23တန်းဘတ်23တန်းဝန်းကျင်လောက်ရှိတယ်နောက် site တစ်ခုရှိသေးတယ်နောက် site အကြီးဆုံး site ကတော့300ကျော်တယ် square meter site 300ကျော်တယ်ပေါ့နော်369 square meter site captivate typeအဲ့တော့ဘယ်နေရာတွေမှာကျဲသွားမလဲဆိုရင်ကားပါကင်တွေမှာကျဲသွားမယ် living room တွေမှာ kitchen တွေမှာအိတ်ခန်းတွေမှာအဲ့လိုမျိုးကျဲသွားမှာပေါ့နော်မိတ်ခန်းလည်းရှိတယ်အထဲမှာလည်းဒီလာဗီဒီယိုသက်ဝင်ရိုက်အောင်မယ်နော်ဝင်ရိုက်ပေးမယ်ခဏလေးဒီ file နဲ့နောက်ထပ်ဆက်ပေးမယ်ဟုတ်ကဲ့အခုနီလာရိုက်ပြမဲ့အိမ်လေးကတော့169 square meter site အိမ်အကျယ်ပေါ့နော်နှစ်ထပ် type ပါ type ကတော့ captivate ဒီလုံးချင်းအိမ်ထဲမှာဝင်ကြည့်ကြမယ်နော်ဒါကတော့ပြင်ဆင်ပြထားတဲ့ show unit လေးဖြစ်ပါတယ် show block လေးပါဒါကျမတို့အိမ်ထဲဝင်ကြည့်ကြမယ်နော်ကဲအိမ်ထဲဝင်မကြည့်ခင်မှာအရှိဆုံးဒီမှာကားပါကင်လေးကိုပြပါမယ်ရှင်ဒါ show unit အခန်းဆိုတော့ပုံမှန်ရမှာမြေနေရာပိုကျတာပေါ့နော်ဒီအရှိကခြံဝင်းနဲ့ဖြစ်သွားမှာပေါ့နော်ပြီးရင်ကားပါကင်ဘက်ကလည်းဝင်လို့ရတဲ့တကားပေါက်ရှိတယ် digital door lock အိမ်ထဲကိုဝင်ကြမယ်ရှင်
ဝင်ချင်းမှာပဲ living room ကြီးကြီးနဲ့ dining လေးကို connect လုပ်ထားပေးပါတယ်ရှင်။ဟိုးကြဲကြီးပဲရှင်ကျမတို့ဘယ်ဘက်ကိုယင်သွားမယ်ဆိုရင်ဘယ်ဘက်မှာကအိတ်ခမ်းတစ်ခမ်း master bedroom တစ်ခမ်းလုပ်လို့ရပါတယ်။ရေချိုခမ်းအင်တာခမ်းနဲ့တွဲရက်ပြထားပါတယ်ရှင်။ပြီးရင်ညာဘက်ကိုပြန်သွားမယ်ဆိုရင်လှေကားနဲ့ဒီအောက်ထပ်မှာပစ္စည်းသိမ်းလို့ရတဲ့စတိုခန်းလေးရှိပါတယ်။ကဲဒီဘက်ဆိုရင်ရောဒါကတော့အပြင်ဘက်ကိုထွက်တဲ့ digital door lock လေးပါကား parking ဘက်ကိုထွက်တဲ့ door lock ပါရှင်အားလုံးကတော့ auto system ပါပြင်ဒီဘက်မှာဆိုရင်ဒီချိုခန်းအင်တာခန်းတစ်ခန်းရှိသေးတယ်ဘယ်ဘက်မှာ kitchen ပါတယ် kitchen ကတော့အနောက်ဘက်ကိုကိုယ့်ဘာကိုထပ်ချက်မယ်ဆိုရင်လည်းချက်လို့ရပါတယ်ရှင်ပြင်ကျမတို့အပေါ်ထပ်ကိုလိုက်ကြည့်ကြမယ်ပေါ်ထပ်မှာအိတ်ခမ်းဘယ်နှခမ်းပါလဲတက်လာတာနဲ့ဒီလိုအပေါ်ထပ်မှာ living room တစ်ခန်းလုပ်လို့ရတယ်ဖျားခန်းလည်းလုပ်လို့ရတယ်ရှင်ဒီမှာထပ်ခိုးလေးလည်းပါသေးတယ်ရှင်ဒီဘက်ကိုလာမယ်ဆိုရင် master bedroom ဒီတစ်ခန်းရှိမယ်ဘယ်ကိုနီလေးပါမယ်ရှင်ဒီခန်းလေးကတော့တသားမမီအတွက်တိုက်မဲ့ခန်းလေးဖြစ်မယ်ပြီးရင်နောက်ဘက်တစ်ခန်းဒါလေးကတော့သမီးလေးအတွက်ပေါ့နော်ဒီတစ်ခန်းလေးကတော့သားအတွက်ရဲ့နှစ်ခန်းဖြစ်သွားပြီဒီလိုခိုင်းတာတွဲရဲ့နှစ်ခန်းစလုံးပါပြင်ဒီဘက်မှာဆိုရင် master bedroom အကြီးကြီးဝေါအဲ့တော့အပေါ်မှာက master bedroom 3ခန်းပေါ့နော်အောက်ကတစ်ခန်း4ခန်းပတ်တက်လည်းပါတယ်ဒီမှာဆိုရင်ဘယ်ခေါ်နီလေးမှာနားနေထိုင် coffee တောက်မုတ်စားအသီးလေးတွေစားဂါလေးတွေပြောကဲဒါလေးကတော့ site အကြီးဆုံးပေါ့နော်ဒီ SCS ကဆောက်ထားတယ် KM5 Boulevard Bangkok Boulevard 5ပတ်လေမှာခဏကြည့်ကြမယ်အိမ်ပတ်လေမှာဗါရရှိလဲဟုတ်နေပြီမိတ်ခံလေးကအနောက်မှာပါတယ်ရှင်ဒီအနောက်မှာဆိုရင်မိတ်ခံလေးလည်းပါပါတယ်ရှင်မိတ်ခံမှာလည်းယူခိုင်းတာခံတွဲရက်ပေးထားပါတယ်နော်နောက်ဖေးကတော့ kitchen ထပ်ချက်လို့ရပါတယ်အိမ်ပတ်လေပါရှင်ရေပုံဟုတ်ကဲ့ပါဒီအိမ်လေးကိုစိတ်ဝင်စားရင်တော့နီလာကိုအချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်1 Bangkok Realty ကိုအချိန်မရွေးဖုန်းဆက်မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်